အခုဆိုရင်လေသမီးတို့နှစ်ယောက်ကစိုင်းမှာ live ကွင်းနေဖြစ်နေကြပြီးပြီးတော့လေစိုင်းလုံးရဲ့ဝင်ငွေတွေကလည်းသမီးတို့နှစ်ယောက်ပေါ်မှာမူတည်နေရအဲ့ဒီအလုပ်ကလေမဆိုးသမီးတင်ပေးထားမဟုတ်ဘူးလားဟောတွင်းပေးတာလဲတွင်းပေးတာပေါ့မဆန်းဝင်းရဲ့ဒါမဲ့ကိုတူပန်းတွေကလည်းထက်မြက်နေရလဲပါတယ်သူတို့ထက်မြက်မှလည်းလိုနေရရတာလေသိတယ်မလားဟုတ်တယ်လေ ဟဲ့ရှိခဲ့စစ်စားကြမှာလားအန်ဒီဆန်းဝင်းရေဟဲ့မတယ်တကယ်ချင်း ရက်ကွက်ထဲကိုလာလေရလား ဘာလာလောက်တာလဲရေခဲချစ်လာဝဲရလားငါတို့ဝယ်ချင်းပဲလေစားနော်လောင်ဝင်းတို့ဝယ်ကျွေးမယ်ဒီနေ့တနေ့လုံးအပူလုံးစို့နေရsorry မဘာပြောနေလဲရင်းနေပူနေရမလားရင်းနေပူနေရမလားအဲ့ဒါကြောင့်ရေခဲချစ်ဝယ်ကျွေးမယ်အန်ဒီဆန်းဝင်းသူတို့တည်းရေခဲချစ်လုပ်ပေးလိုက်ပါငါတို့ဝယ်ချင်းမှာတော့အာမနာနဲ့ဆာဆာအော်အန်ဒီဆန်းဝင်းဟိုတမီးတို့နေရာကိုအလုပ်လုပ်နေရအောင်သိရမလားသိတယ်လေအဲ့အရင်လုံးကမင်းစင်တင်ပေးတာမဟုတ်ဘူးလားအော်သူထည့်ပေးရလဲထည့်ပေးရပေါ့ဒါမဲ့အလုပ်ထဲရောက်သွားတာလဲကို့အရေးချင်းနဲ့ကို့နေရာကိုယူရတာပဲလေအခုဆိုလို့ရှိရင်စိုက်မှာရှိရဲ့လက်ဝဲရနာကြီးအကုန်လုံးကတမီးတို့နှစ်ယောက်ကရောင်းပေးနေရတာနော်ပြီးတော့ customer တွေကစိတ်နေကိုကြိုက်လို့ဆိုပြီးဝယ်ဆိုတာထက်တမီးတို့နှစ်ယောက်ကိုချစ်လို့ဆိုပြီးအားပေးကြတာတကယ်ချင်းပြောလိုက်ပါဦးဟုတ်တယ်ဒီဆန်းဝဲရဲ့အခုဆိုရင်လေသမီးတို့နှစ်ယောက်ကစိုင်းမှာ live ကွင်းနေဖြစ်နေကြပြီးပြီးတော့လေစိုင်းလုံးရဲ့ဝင်ငွေတွေကလည်းတမီးတို့နှစ်ယောက်ပေါ်မှာမူတည်နေရတထင်းဆိုတာကလည်းလေအရေးချင်းရှိတဲ့သူတွေပဲနေရာပေးတာပေါ့အန်တီဆန်းဝဲရဲ့ဟုတ်လားအရေးချင်းမရှိတဲ့သူတွေကိုဘလို့လုပ်ပြီးတော့နေရာပေးပါမလဲအန်တီဆန်းဝဲရဲ့ချက်မလားတကယ်ချင်းအဲ့ဒါကြောင့်မို့လို့လေတမီးတို့နှစ်ယောက်ကအခုဆိုရင်စိုင်းမှာအရန်ကိုလက်ကီးရဖြစ်ပြီးရောင်းကောင်းနေတာအန်တီဆန်းဝဲရဲ့ဘသူမှကိုရှင်လို့မရတာဒါပေါ့အေးဟဲ့ထုံးနဲ့လာဝင်နင်တို့လိုက်တော့ငါကြည့်ရတယ်နော်မလေးဟဲ့ဒါမနဲ့လေအရင်လုံးကလေအဲ့ဒီနေရာကမင်းစင်လွင့်နေကြမဟုတ်ဘူးလားအဲ့ဒါအရင်ကလေအန်တီဆန်းဝဲရလဲအခုကအရေးချင်းရှိတဲ့သူတွေပဲနေရာပေးကြတာလေဒါပေါ့အေးညီတို့ကလှတာကိုကဲအနီဆန်းဝင်သူတို့နေရာကိုရှင်းလိုက်မယ်နော်ပို့တော့အနီဆန်းဝင်မဖို့ယူထားလိုက်ရငယ်ချင်းတို့အားမနာနဲ့တော့ဒီမှာပတ်စံပေးထားပြီမလေးညီတို့ကလေလှလဲလှတဘောလက်ကဟဲ့ညီတို့ဘာစားမှာတော့ကျမတို့မစားတော့ဘူးဒီစားတော့ဒီစားတော့အောင်မလဲဟဲ့မစားတော့လားတကယ်ချင်းစားအောင်လေတကယ်ချင်းအော်ရင်းနေရပူနေလို့လည်းတူတယ်ရေခဲချစ်တောင်စားနိုင်တော့အနီဆန်းဝင်ပြီနော်တကယ်နော်မလေးငါသမီးလေးတွေကချောလဲချောလှလဲကြဒီတဲ့အလုပ်တွေအောင်မြင်အောင်ပါတာပြီတအလုံးလုံးရမယ်ဆိုနင်တို့ကရန်နေဖြစ်တယ်အစာစားရမယ်ဆိုတော်တော်တဲ့နေဟုတ်လားမဟုတ်ပါဘူးမရဲ့အမကိုလေအခုပဲလက်ဖက်ထုတ်လာပို့ပေးမလို့ပဲမလီနင်တို့ပဲရင်စားမပြောလိုက်ချင်ဘူးဟဲ့ငါညွန့်ပြေးမယ်ငါစုံစမ်းခိုင်းတဲ့ကိစ္စဘလို့လဲငွေပါငွေအကုန်လုံးစုံစမ်းပြီးအမအခုလေရွှေသမီး live ဆဲရောင်းနေတဲ့အယောင်းဝင်တဲ့နှစ်ယောက်ကလေဒီစိန်ရွှေနာလောကမှာတော်တော်ကိုဟော့နေသူတို့နှစ်ယောက်ရောင်းပြီဆိုလဲလေဝက်ကွဲကိုရောင်းရရတယ်မသူတို့ဝင်နေနေလားဟုတ်တယ်မအဲ့ဟာဆိုရင်အဲ့ဝန်ထမ်းနှစ်ယောက်ကိုငါခေါ်မယ်နေရအောင်ကြံလိုက်အမသူတို့ကလာပါမလားဩရွှေသမီးကပေးတဲ့လားစာတဲ့10စားငါပို့ပေးမယ်10စားတောင်ပေးမှာအမဟုတ်တယ်10စားငါပေးမယ်ရအောင်သာနင်ခေါ်လိုက်ဟုတ်အဲ့ဆိုငွေရအောင်ခေါ်ပေးမယ်အမချိုးကတော့စခွက်ပြောက်တော့မယ်ဟဲ့တို့လည်းကြည့်နေနော်ဆန်းဝင်းမကြီးရေဆိုင်မထိုင်ဘူးလားဒီနေ့ဆိုင်မထိုင်ဘူးလားမရဲ့ဟိုမှာကြည့်ပါဦးကျမညမခလေးတွေနဲ့တယုံယုံမလေးသူရောင်းသမျှပတ်ဆောင်ကျမဒိုင်ငံတိန်းတာညမငွေသိန်းပေါ့မငွေသိန်းဩစကားဆက်လို့ပြောအောင်မယ်သိလားငါသမီးအကြောင်းပြောပြမလို့ငါသမီးလေးကလည်းအခုရွှေသမီးဆိုင်မှာအလုပ်လုပ်နေညီသိရမလားဟုတ်တယ်လေအမလေးအေးငါသမီးရဲ့အရေးအချင်းကတော့လေဘာတော်သလဲမပြောနဲ့အခုဆိုရင်လေတထရသူ့ကိုလေဦးစားပေးလိုက်တာဆိုတာပြောမနေနဲ့လူကလည်းတွတ်လက်လက်ထက်ထက်မြင့်မြင့်ဆိုတော့တထရအရန်ကိုသဘောကျတာနော်ပိုင်နော်ဟုတ်တယ်ခလေးအရန်ရချင်းရှိရောဟုတ်ပါလေပဲဟိုတနေ့ကကျမကိုလေပတ်စံ1000ပေးသွားတယ်မဘိုးပေးသွားတာအရင်သဘောကောင်းတာပဲအမလေး तू ကလေငကိုတွေကပေးခြင်းကမ်းခြင်းနဲ့သရတရားရှိပြီးသားပတ်စံချမ်းသာလို့ကတော့ဒီလိုဝက်ကွဲကိုပေးပါနာနဲ့အမအဲ့ဒီအလုပ်ကလေ
မစိုးသမီးတင်ပေးထားမဟုတ်ဘူးလား ။ဩတွင်းပေးတာလဲတွင်းပေးတာပေါ့မဆန်းဝင်းရဲ့။ဒါမဲ့ကိုတူဘာတွေကလည်းထက်မြက်နေရလဲပါတယ်။သူတို့ထက်မြက်မှလည်းလိုနေရရတာလေသိတယ်မလား ဟုတ်တယ်လေသွင်းပေးရင်တော့ရိုးရိုးဝန်နှန်းပေါ့ကိုမစူးစမ်းရင်ဘာမှမဖြစ်လာဘူးလေအခုသူတို့နှစ်ကအရန်စူးစမ်းတာတလက်လက်ထက်မြက်မြက်ရှိတော့အောင်မလေးဆန်ရလေတထေးရဆိုပါလေဘယ်လိုဖူးဖူးမောက်ထားမှန်းကိုမသိဘူး ဒါနဲ့လေမစိုးသမီးရောအဲ့လိုမျိုးတွေမရဘူးလား ။မဆန်းဝင်းကလည်းထင်ပေါ်မှစင်တော်ကကောက်မှာပေါ့မဆန်းဝင်းရဲ့ မဆန်းဝင်းရဲ့လူဆိုတာကလည်းအရေးချင်းကလည်းကွာသေးတယ်လေအခုတော့နော်ငါတမီးကအရေးချင်းနေတိုးတက်လာလို့ငါတို့အခုရက်ွက်ထဲမှာနေတော့မှမဟုတ်ဘူးကွန်ဒိုပြောင်းတော့မှပိုင်တော့ပဲ ဟုတ်တယ်ဥမာအခုအခန်းချင်းကိုကက်ရက်ဝယ်ထားတာ လည်းခေါင်းနော် မဆန်းဝင်းကလည်းအိမ်တက်ကြရင်ဖိတ်လိုက်မယ် အိမ်မှာ လာတဲ့ အားလုံးကကျွန်မသွားလိုက်အောင်မယ်နော်အဲ့ဟိုထမင်းချက်ဆရာရှိလို့ထမင်းတော့ချက်လိုက်အောင်မယ်နော် တွေ့တယ်မလားမဆန်းဝင်းသူသမီးကဘာအရေးချင်းမှမရှိဘူးပြောစရာစကားတော့မရှိဘူးပြေးတာတကြိုးတဲ့ကိုတန်းနေရပဲ စင်ဖြူမျက်နှာစင်မဲမကြည့်တာဆိုတာအဲ့ဒါပေါ့အေး ဘိုးစိန်ကဲပမလည်းငါတို့မှာထားတဲ့ဟာတွေ သူတို့ဘာမှမပြောတာ ငါမေးစင်းစီဖုန်းဆက်ထားရလေ ဟုတ်တယ်ဘာမှမပြော ဂျိုင်းဂျိုင်းမမေစင်မနွယ်လာပါဦးဘာဖြစ်ရမှာလဲမမေစင်ကျမဖုန်းဆက်ပြီးပါမာရလေ ဟဲ့သူတို့မှာလေဟိုအေးနဲ့မဟုတ်လုပ်ပေးလိုက်နော် ဟာဘာအေးနဲ့မဟုတ်လေမာလာရှင်ကောနဲ့မာလာပဲစင်နဲ့မှားထားရလေ အေးဟုတ်တယ်ဟိုငါဆိုင်မှာကတ်စတမာအရန်ကြာနေရတယ်လေနင်တို့ပြောတာငါမိုးဆက်ကိုပြောငါမေ့သွားလို့ အဲ့ဒါလေငါတို့မလေးမစားလောက်တာပဲတိလားဒီလောက်တေချာမှာဟာတဲ့ဟောင်း ဒီမှာမေ့ဝိုင်းဆိုတာလားတမင်းတက်လောက်တာမဟုတ်ဘူးလား ငါဘာလို့တမင်တက်တက်လောက်ရမှာလဲဆိုင်မှာလူတကယ်အမှန်ကြာနေရမို့လို့နင်တို့ပြောတာငါမေ့သွားတာပါလို့ပြောနေရလေ တေးကြလားမေ့ဝိုင်းဆိုတာဒီမှာလူတွေကလေကိုယ့်ထက်အစမပြေဘူးဆိုရင်တနာကြတယ်တဲ့ကိုယ့်ထက်အမြင့်ကိုရောက်သွားရဲဆိုလို့ရှိရင်တော့မနာလို့တတ်ကြတယ်တဲ့အေးပေါ့လေကျမတို့နှစ်ယောက်ကဒီရွှေဆိုင်မှာအခုဆိုလို့ရှိရင်ရောင်းဝမ်းအကောင်ဆုံး live ကွင်းနေဖြစ်နေပြီဆိုတော့မမေစင်တို့လည်းမနာလို့မှာပေါ့ နင်ဘာလို့မဟုတ်တာကြီးပြောနေရလဲငါမှသာအဲ့လိုမနာလို့စိတ်ရှိနေငါနင်တို့ညောင်ဒီလိုညောင်တော့ငါအလုပ်သွင်းမိခဲ့မှာမဟုတ်ဘူး အဲ့ဒီတော့ကတော့ဘယ်သိပါမလဲအော်ပြီးတော့လေဒီလိုနေရာထိရောက်လာရဲဆိုတာကျမတို့ရောက်စလုံးရဲ့စူးစမ်းအထောက်မှုနဲ့ရောက်လာတာနော်သူ့ကူညီမပါတာမဟုတ်ဘူးအဲ့တော့ကျမတို့လိုတော်ချင်နေဆိုရင်ကျမတို့လိုစူးစမ်းမနာလို့မဖြစ်နဲ့ဟုတ်ပြီလား ငါရဲ့စိတ်ကူးထဲမှာအိမ်မထဲမှာငါတခါမှနင်တို့ညောင်လေမနာလို့စိတ်ငါတခါမှမတွေ့ခဲ့ဘူးနင်တို့ညောင်အခုလိုမျိုးလွှင့်နိုင်နေလုံနိုင်နေတာငါတို့ကကြည့်ပြီးတော့ဝမ်းသာနေတာပီတိဖြစ်နေတာဟာ ။အော်။ဒီတွေတာပြောလေ။အဲ့ဆိုရင်တော့ရုံရင်ရုံမှာပေါ့။ပြီးတော့လေမနာလိုနေမှလေနှစ်ယောက်စလုံးရဲ့မျက်နှာမှာအရင်တိတာတာပဲ။အော်ပြောပြအောင်မသိလား။ဒီဒီဇိုင်လုံးရဲ့ကလေးတွေအားလုံးရဲ့လစာအားလုံးကကျမတို့နှစ်ယောက်ပေါ်မှာပဲမူတည်နေရနော်။ဒီဇိုင်လုံးရဲ့ဝင်ငွေအားလုံးကျမတို့နှစ်ယောက်က like ဆေးတွေရောင်းပြီးတော့ရှာပေးနေရနော်။အားလုံးကကျမတို့ပေါ်မှာမူတည်နေရဲဆိုတာသိရမလား။အဲ့တော့ကျမတို့နှစ်ယောက်စလုံးကိုရိုးတည်လေးလေးဆဆဆဆနော်မယုံမသိမလေးမစားတော့မလုံးနဲ့ကျမတို့အကြောင်းသိသွားမယ် ဂျာကြီးတွေ့လားလိုက်စိမ်မရောက်ရင်စိတ်ညစ်ရပြီအဲ့လိုပုံစံနဲ့အဆင်မပြေဘူးနော် မလီတော့ဝင်လေတော့ တော်ပြီလုံမနေနဲ့တော့မိုးဆက်သွားမာလာရှောက်ကနေမာလာပဲဆက်သွားဝင်လာခဲ့ အော်ဘာပဲတရားဝယ်ကင်းနော်နှစ်ခွက်ဝယ်ကင်းဒီတစ်ခါလုံးရင်နဲ့ငါနဲ့တွေ့မယ် ဟဲ့ဘာလုပ်နေရလဲခဏနေလိုက်တွေ့မယ်လေသွား တော်လှုပ်ဆက်ရှိရတော့လို့တော့ ပြင်စင်တော့လေ တော့မကြောက်ဘာပြောပြော ဂျာကြီးဒီလိုပုံစံနဲ့ရေရှည်မဖြစ်ဘူးနော် ပြပါညီမလေးရဲ့စိတ်လျှော့ပါနော်မပြောပြပါမယ် ဂျာကြီးတေချာကြည့်ပြောထားနော်မဟုတ်ရင်ကျမအောင်နဲ့တွေ့တော့မှသိလား ပြပါညီမလေးရဲ့ဟဲ့ဘာလုပ်နေရလဲခင်းလို့တော့ ဂျာကြီးအမရုံငန်းကိုခဏလာခဲ့ ဟုတ်ကဲ့မမ အဲ့ဒီ customer ရလဲမမတို့ဆိုင်ရာရေဒနာတွေကိုစိုက်လို့ဝယ်တယ်ဆိုတာထက်တမီးတို့ညကိုချစ်လို့ဆိုပြီးအားပေးကြတာအခုတခြားဆိုင်တွေကတမီးတို့အရန်လိုချင်နေကြတာနော်အခုမမတို့ပေးရလားစာထက်10ဆပို့ပေးရဆိုင်တွေတော့တမီးတို့မှာရှိနေပြီ
နင်တို့ကမှဟိုပေါင်ပြေးကဒီပေါင်ပြေးကနဲ့ကျေးဇူးရှင်ကိုကျေးဇူးကမ်းပြီးတော့လေနင်တို့ကလာလောက်တာလေ မင်္ဂလာပါရှင်ညီမတို့ရဲ့ရွှေသမီးစိန်ရွှေရနာဆိုင်က Lion King Group of Company Limited လက်အောက်မှာရှိပါတယ်ရှင်ရွှေသမီးစိန်ရွှေရနာဆိုင်ရဲ့ဆိုင်ခွဲတွေကတော့ဆိုင်နံပါတ်1အမှတ်24ကို4000ကန်လမ်းမကြီးတင်ငန်းကျွန်းမြို့နယ်ကပ်ချီယာမှတ်တိုင်အနီးဖုန်းနံပါတ်တွေကတော့39 438 395214 39 438 395219တို့ဖြစ်ပါတယ်ဆိုင်ခွဲနဲ့နံပါတ်309 R3 29လမ်းနဲ့လမ်း30ကြားဘိုလ်ချုပ်လမ်းပပဲရဲမြို့နယ်ဖုန်းနံပါတ်လေးကတော့3988391448တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင်။ဆိုင်ခွဲ3မင်းနနာလမ်းနဲ့တီတာနွယ်လမ်းတောင်တကေတာတစ်စေးကွေးမှတ်တိုင်အနီးဒေါ်ပုံဖုန်းနံပါတ်လေးကတော့3995446146တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင်။ညီမတို့ရဲ့ရွှေသမီးစိန်ရွှေရနာဆိုင်စိန်နယ်ကြောက်ထည်များရဲ့အလဲအယောင်လေးကတော့စိန်ထည်တစ်နှစ်အတွင်းအလဲ 0% အယောင် 5% ကြောက်ထည်တစ်နှစ်အတွင်းအလဲ 3% အယောင် 8% တစ်နှစ်နဲ့အထက်စိန်ထည်ကြောက်ထည်အလဲ 0% အယောင် 0% နှစ်နှစ်နဲ့အထက် 2% အမြတ်3နှစ်နဲ့အထက် 3% အမြတ်နှစ်လိုက် 10% to 100% အထိအမြတ်တွေပေးသွားပါတယ်ရှင်စိန်ရွှေကြောင့်မြရတနာများကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ညီမတို့ရဲ့ရွှေသမီးဆိုင်ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရရှင်။